ယောဂီတို့၏ပုရုဇဉ်လူသားဆိုတာကအမြင့်ဆုံးအထိစိတ်ကောင်းဝင်ပြီဆိုရင်လည်းလိုက်မမီဘူးအနှိမ်ဆုံးအထိထိုးဆင်းသွားအောင်ရုပ်မာပြီဆိုရင်လည်းဘယ်သူမှတုဖက်လို့မရတော့ဒါကြောင့်အလေးအကျင့်ကောင်းတွေဗီဇကောင်းတွေကိုယ်စိတ်နှလုံးမှာအမြင့်တွယ်လာအောင်တတိထားကြဖို့လိုအပ်တယ်ကိုယ်ထိလက်ရောက်မကောင်းတာလုပ်တာလဲဒီကိုယ်ပဲကောင်းတာလေးတွေလောက်ကင်ဆောင်ရွက်တာလဲဒီကိုယ်ပဲချစ်ဖွယ်စကားတွေပြောဆိုတာလဲဒီပါဇက်ပဲအမနာပဆဲဆူရိုင်းဆိုင်တာလဲဒီပါဇက်ပဲအေဂျင့်တည်ငြိမ်အောင်နှလုံးသွင်းဆင်ခြင်တတ်တာလဲဒီစိတ်ပဲပူတတ်လောင်တတ်ယူသွတ်သွားအောင်တွေးတောတတ်တာလဲဒီစိတ်ပဲတို့တွေမှာအခွင့်အရေးကလမ်းနှစ်သွဲအမြဲတမ်းရှိနေပါလေကိုကြိုက်ရာကိုရွေးဖို့ပါပဲဒီဘက်ခက်ထဲမှာအကောင်းမြင်တတ်ဖို့အကောင်းပြောတတ်ဖို့အကောင်းကိုတွေးတတ်ဖို့ခက်ခဲကြပေမဲ့အဆိုးမြင်အဆိုးပြောအဆိုးတွေးတော့ဖို့ကအင်မတန်လွယ်ကူပါတယ်ပါပသမိန်ရမတိမနောစိတ်ရဲ့သဘောကမကောင်းမှုမှာနေပြောတယ်လို့ဘုရားဟောရှိတယ်မဟုတ်လားဒီကနေ့ခေတ်မှာစိတ်ပညာရှင်တွေစိတ်ယောဂါကုသမားတော်တွေဟာအကောင်းမြင်စိတ်အပြုမြင်စိတ်မွေးမြူခြင်းကရုပ်ပိုင်းဆိုင်ရာကျမ်းမာရေးကိုအများကြီးအကျိုးပြုကြောင်းပြောဆိုနေကြပါပြီဒါဟာအင်မတန်သတိပြုဝယ်ဖြစ်ပါတယ်လောကကြီးကအပြက်တွေအဆိုးတွေကြီးရှိနေတာမဟုတ်ပါဘူးအကောင်းတွေနှစ်သက်စရာတွေလည်းရှိနေပါတယ်ဒီနေ့ခေတ်ဆိုရှယ်မီဒီယာတွေမှာအများစုသောလူသားတွေဟာအပြက်မြင်အပြက်တွေးအပြက်ပြောတဲ့အလေအထာတွေအမတန်များလာတယ်လို့မြင်ပါတယ်ဒီစိတ်ဒီအခြေအနေတွေဟာကမ္ဘာလူသားတွေရဲ့ကိုယ်စိတ်နှစ်ပါးကျမ်းမာရေးကိုများစွာထိခိုက်လာနေပြီလို့ဆိုနိုင်တယ်အပြစ်ပြောတာတွေအဆိုးပြောတာတွေအပြစ်ကိုပဲမြင်လွန်းတာတွေအဆိုးတွေကိုပဲပြောဆိုလွန်းတာတွေတနည်းပြောရရင် blame လုပ်တာတွေဟာလူသားတွေရဲ့အလေးအကျင့်တွေဖြစ်လာနေပါတယ်အလေးအကျင့်တွေကဗီဇဖြစ်လာပြီဆိုရင်လူပတ်ဝန်းကျင်ဟာနေချင်းစပွဲဖြစ်လာဖို့မသေးကြတော့ပါဘူးခဏတစ်ဖြုတ်ရလာတဲ့ဒီလူဘဝလေးကစိတ်ညစ်စရာတွေစိတ်ညစ်ညူးစရာတွေနဲ့ကြီးထွေးလုံးရစ်ပတ်ရှိမနေသင့်ပါဘူးဘဝဆိုတာသူတစ်ပါးကိုမထိခိုက်သောအပြစ်ကင်းသောနီလန်းတွေနဲ့ပျော်ရွှင်နေဖို့လည်းလိုအပ်ပါတယ်လူတိုင်းဟာအပြစ်ကင်းတဲ့နီးနဲ့ပျော်ရွှင်နေဖို့ထိုက်တန်ပါတယ်ယောဂီတို့မြင်နေရတဲ့လူသားတွေဟာရန်သူပဲဖြစ်ဖြစ်မိတ်ဆွေပဲဖြစ်ဖြစ်သူတို့ဟာအချိန်တိုင်းကောင်းမွန်နေကြမှာမဟုတ်သလိုအချိန်တိုင်းစိုးသွမ်းနေကြမှာလည်းမဟုတ်ပါဒီလိုမတည်ငြိမ်တဲ့လောကသဘာဝပုံစံကိုရှုမြင်သုံးသပ်တဲ့ယောဂီတို့ရဲ့အမြင်အတွေးဟာအင်မတန်အရေးပါပါတယ်ယောဂီတို့ကဘယ်လိုမြင်ဘယ်လိုတွေးသလဲဒီအခြေအနေပေါ်မူတည်ပြီးယောဂီတို့ဟာလူကောင်းတွေလားလူဆိုးတွေလားခွဲခြားသတ်မှတ်နိုင်ပါတယ်ဘာပဲဖြစ်ဖြစ်လောကကိုဇောက်ထိုးတွေပဲမြင်တတ်တဲ့ကိုယ့်ရဲ့ဓလေ့ဆိုးသူတစ်ပါးကိုအလွယ်တကူအပြစ်ဆိုတတ်ဘလိန်လုပ်တတ်တဲ့ဇယိုက်ဆိုးတွေဟာယောဂီတို့ရဲ့အသွေးအသားတွေမှာနက်နက်ရှိုင်းရှိုင်းပူးဝင်သွားပြီဒီလိုဓလေ့ဆိုးဇယိုက်ဆိုးတွေဟာယောဂီတို့ရဲ့တတိဗီဇဖြစ်သွားပြီဆိုရင်တော့ပစ္စုပန်တန်ត្រာအတွက်အင်မတန်အန္တရာယ်များသွားပြီလို့ယုံကြည်လို့ရပါတယ်အမှုအကျင့်ကောင်းတွေအကောင်းပြောအကောင်းမြင်တတ်တဲ့ဓလေ့ဇယိုက်ကောင်းတွေစွဲမြဲသွားတာပြဿနာမဟုတ်ပေမဲ့စန့်ကျင်ဘက်ဓလေ့ဆိုးဇယိုက်ဆိုးတွေစွဲသွားမြဲသွားပြီဆိုရင်တော့ဘာကောင်းရိုးမှဖြစ်ထွန်းစရာမရှိတော့ပါဘူးယောဂီများအားလုံးလောကကိုအပြုတ်ဘက်ကရှုမြင်သုံးသပ်တတ်တဲ့ဗီဇကောင်းဓလေ့ကောင်းတွေစွဲမြဲအားကောင်းပြီးအေးချမ်းငြိမ်သက်သူတွေဖြစ်ကြပါစေ